ကျမသားလေးထိခိုက်နာကြမှုအတွက်သူ့ကျမလုံးဝခွင့်မလွတ်နိုင်ဘူးတရားစွဲမှာထောင်ချပြမှာကျမလုံးဝမကျင်တတ်နိုင်ဘူးဆရာမကြီးအခုဖြစ်တဲ့ပြဿနာမှာလဲအမရဲ့သားဖြစ်သူကျော်ကြီးကအရင်ရန်စတာပြီးတော့ကျောင်းထဲမှာကလေးချင်းဖြစ်တဲ့ပြဿနာအတွက်အဲ့လောက်ကြည့်လေးလုပ်ဖို့လည်းမလိုပါဘူးကျမနနောက်ရဲ့အတမ်းမိုက်ဆရာမပါအဲ့တော့ကျမကပဲနနောက်ကူစားတောင်းပန်ပါတယ်နနောက်ကိုလည်းတခြားတောင်းပန်ခိုင်းလိုက်ပါမယ်ဒီလိုတော့ဘယ်ဖြစ်မလဲရှင်ကျမသားလေးကအသားနာသွားတာလေကျောင်းနဲ့ဖြစ်တဲ့ရန်ဝဲမို့လို့တာပဲလက်ရဲစက်ရဲနဲ့လူမိုက်လာမှတ်ရတယ်ကျမသားလေးထိခိုက်နာကြမှုအတွက်သူ့ကိုမတိုင်ရရင်ကျောင်းထုတ်ပေးပါဆရာမကြီးရဲ့ဒီလိုတော့မဖြစ်ဘူးလေညီမရဲ့ကြော်ကြီးရောနောင်နောင်ကကျမတို့ကျောင်းရဲ့တန်းနဲ့ကကလေးတွေသူတို့အချင်းချင်းမသိမြတ်တာနဲ့ပဲနှိမ်မားတဲ့ကလေးကိုကျောင်းထုတ်ရမယ်ဆိုရင်ကျမတို့ကျောင်းရဲ့နာမည်ထိခိုက်ပါတယ်ကလေးချင်းအချင်းများနေတာနဲ့ပဲကလေးတယောက်ရဲ့အနာဂတ်ကိုကျမတို့ရိုက်ချိုးလို့မဖြစ်ဘူးလေဟောကျမသားလေးကနစ်နာထားတာလေကျမတို့တခုခုလောက်ရမှကျင်တတ်မှာအဲ့လိုတော့လုပ်လို့မရပါဘူးအမဘာလဲဆိုတော့အမတားကြော်ကြီးကကျမတို့အခန်းထဲဒီလာပြီးပြဿနာရှာလို့ဖြစ်ရတာပါတကယ်လို့အမအကြောင်းထုတ်မှကျင်နေမယ်ဆိုရင်လေကြော်ရောနနာရောအကြောင်းထုတ်ဖို့ဆရာမကြီးကိုကျမအတန်းမိုင်တယောက်နေနဲ့တောင်းဆိုပြရစီဟုတ်ကဲ့ညီမလေးကဘလို့ဖြစ်စေချင်လဲညီမလေးရဲ့သဘောကိုပြောပါဟိုအောင်ကလေးချင်းချင်းဖြစ်တဲ့ပြဿနာဆိုတော့လေကျမသားလည်းလွန်နာရှိမှာပါကျမကြေးပေးပါတယ်တော့ဝင်ပြပါအောင်နော်ဟုတ်ကောင်းပါပြီ什么？零啥不着？အလေးဟုတ်လားမမလေးပြန်စမ်းအမလေးလေးတက်ကောင်းနေတက်နေရဟာလားဒါတော့သူ့မဆောင်မလေးပဲရှိသေးတယ်ဖျက်စမ်းနေလေတပုတ်ထဲပါဆရာမရဲ့အလင်းအခုချက်ချင်းဒီလာတဲ့ပစ္စည်းအကုန်လုံးငါဆွဲပေါ်သွားတင်ပြီးတော့ခန်းရှိမှာသွားပြီးလက်မြောက်နေသွားဒီခန်းထဲမှာရှိရလူအကုန်လုံးနဲ့နော်ကုချဖို့မစင်စားနဲ့နော်တရားမကြံကဲဟုတ်ပြီထိုင်ကြနော်ထိုင်ကြအားလုံးပဲထိုင်ကြကဲဒီနေ့တော့တန်းနဲ့စစ်ဆေးဝင်တာဆိုတော့ဆရာမတို့လွယ်လေးစစ်မယ်နော်အဲ့တော့ကိုယ်လွယ်လေးကိုအကုန်လုံးခုမော်တင်ထားကြနော်ဆိုးမလားဒီနေ့စမလားစစ်စစ်ရမနေ့ကလည်းပြောလိုက်တယ်တူဒီနေ့မှာ
ချင်းရီစားစားရင်နဲ့ချင်းရီစားစားရင်နဲ့လူလေးကလက်တောက်တောက်နေမဟုတ်တက်နေဟဲ့လားဟမ်ကျောင်းစင်းချိန်ချလို့ရှိရင်နော်ငါထက်ရင်စောပြန်မလို့စဉ်းစားနေကြားလားဟုတ်ညနေမှလည်းတွေ့လို့ဟမ်ဘာပေါ်ဝဲဒီကိုကထိန်းတော့ပါစလူလားသိဘာပေါ်ဝဲ သမီး ရှင်းချင် သမီးတက်ခုပဲနဲ့လဲ 16နှစ်ပါဆရာမ အဲ့16နဲ့ဆိုတော့သမီးတို့ရွယ်ရတယ်ဟောတရွယ်လေးလုံးတော့ရင်ခုန်တက်ရွယ်သမီးရဲ့နော်အဲ့လိုရွယ်မှာလေသမီးတို့မိန်းကလေးတွေကအလားဆုံးပန်းလေးတွေဖြစ်နေတဲ့အချိန်ပေါ်သမီးပဲအဲ့လိုအချိန်မှာသမီးကိုစိတ်ဝင်စားနေတဲ့လူသဘောကျနေတဲ့လူချစ်နေတဲ့လူဆိုတာလည်းရှိမှာပဲဒါကလည်းတဘာဝပဲဟိုစိတ်ကစားလို့ရင်ခုန်တာအချစ်လို့ထင်ပြီးတော့ဘဝတစ်ခုလို့တတ်မှတ်သွားရင်တော့ဒါတဘာဝမဟုတ်တော့ဘူးသမီးခုချိန်သမီးတို့ရွယ်ရမယ်စာအုပ်ကောင်းဆုံးကြိုးစားရမယ့်ချိန်သမီးရဲ့ဆမပြောရနားလည်လားသမီးဟုတ်နားလည်ပါ ပန်းလေးတွေတကယ်နှစ်တက်မြတ်လို့တမိုးထားတဲ့လူဆိုတာတေချာရေလောင်းပေါင်းတင်ပေးရတယ်။ဟောအဲ့ဒီပန်းလေးတွေကိုကြိုက်ရုံနဲ့ကြိုက်တဲ့လူတွေ့ကြတော့သူ့ရဲ့အဖူးခက်လေးတွေကိုချိုးပြီးခဏပန်းပြီးရင်လွတ်ပစ်တတ်ကြတာပဲ။ဒါတွေကိုတမီးတက်ပြည့်လို့ရွယ်ရောက်လာတဲ့အခါကျရင်နားလည်လာမှာပါတမီးရဲ့။တမီးတို့အလင်းလို့ဆိုတာလေ။ဆရာမပန်းဦးရင်လည်းပန်းလေးတွေလိုပဲတမီးအဲ့တော့ဆရာမရဲ့ပန်းလေးတွေလာဆုံးပွင့်လန်းလာတာပဲမြင်ချင်တယ်တမီးရဲ့နော် ဟုတ်ကဲ့ပါဆရာမ ဒါဆိုတမီးကိုနောက်တစ်ခါဒီလိုအတူပဲစားစားပေးယူရအောင်နော်ဟုတ်ပြီလား ဟုတ်ကဲ့ပါဆရာမ အေးယူခဲ့ရင်တော့ဆရာမတမီးအိမ်ကြောင်းကြရလိမ့်မယ်နော်ဟုတ်ပြီလား ဟုတ်ဆရာမအမေခိုင်းတာလေးရှိတော့တမီးပါလာတယ်နော် ဟုတ်ပြီဟုတ်ပြီဟယ်လို မာရီသမီးအိမ်မှာသမီးဖေချင်းနေမကောင်းလို့ရမြန်လာခဲ့တော့သမီး ရှင်